စပင်အနီနဲ့လူဟာလိုကီရှေ့တက်မှာရက်နေပြီးစစ်စစ်ကြည့်နေခဲ့ပါတယ်။ဒီအချိန်လူဗီတို့ကလည်း Oris Castle ကြီးကိုရောက်လာကြပြီဖြစ်ပြီးလူဗီတယောက်ကတော့သဘောကျနေပါတယ်။ဘရင်ကြီးဟာရိုတေဆုံးခဲ့ရတာဟာ14နှစ်ကြာပြီဖြစ်တာကြောင့်ဘသူမှအနာကိုမလာကြပဲအိုဟောင်းနေရလို့ရိုတို့ကဆိုပါတယ်။လူဗီကတိုးတွေတကားအောက်ခြေကအပေါက်ကြီးကတဆင်ဝင်ချရအောင်ပြောလိုက်မှတကားမှာအပေါက်ကြီးဖြစ်နေမှန်ဒီထားမိသွားတဲ့ရိုတို့လည်းလမ်းဖြန့်သွားခဲ့ပါတယ်။ပုံစံကလည်းအတင်းဖြက်စီးခံထားရတဲ့ပုံဖြစ်လို့ကျူးကျော်သူဖြစ်နိုင်ကြောင်းရိုတို့ကပြောတော့ဇိုကတကားစီဦးတီထွက်ခွာသွားခဲ့ပါတယ်။တကားကအထဲကနေဖြက်စီးခံထားရတာဖြစ်ပြီးမကြသေးခင်ကမှဖြစ်ခဲ့တာလို့ဇိုကကောက်ချက်ချလိုက်ပါတယ်။အထဲကနေဖြက်စီးသွားတာဆိုတော့အထဲကိုဘလို့ရောက်နေကြတာလဲလို့ရိုတို့လည်းတွေးစရာဖြစ်သွားခဲ့ပါတယ်။လူဗီကတော့ထိမ့်မရပဲတော့ပမာလဲလို့အော်ကအထဲကိုပြေးဝင်သွားတာကြောင့်အားလုံးလည်းအနောက်ကလိုက်လာခဲ့ရပါတော့ရဲ့ရဲတိုက်ကြီးကကြီးမားလွန်လာပြီးမျက်နှာချက်ကိုတော့မမြင်ရတာကြောင့်ဒီအတိုင်းရှောက်သွားနေလို့မဖြစ်ဘူးလို့နာမီကပြောနေပြီးရိုဒိုကတော့ကြောက်လို့တကားအနောက်မှာပုံနေပါတယ်။ဒါပေမဲ့လည်းနာမီကကလိုင်မာတက်ကိုထုတ်ပြလိုက်တာကြောင့်ရိုဒိုလည်းမတက်တာတော့ပဲဇိုနဲ့နာမီကိုတဲကအထဲကိုဝင်လာရပါတော့ရဲ့လူဗီကတော့ပမာလဲလှမ်းပြီးတော့ရိုဒိုကသူဟာယာဒူးကြီးမဟုတ်တာကြောင့်ရဲတိုက်ထဲကိုတခါမှမရောက်ဘူးလို့ဆိုပါတယ်။ရဲတိုက်ကြီးကအိုဟောင်းနေတာကြောင့်တစ်ပင်ကြီးတွေပါပေါက်နေပြီဖြစ်ပြီးလူဗီတယောက်လဲဟိုဒီရှောက်ဆက်စုနေပါတော့ရဲ့ရဲတိုက်ကအတော်ပြက်စီးနေတာကြောင့်ကျူးကျော်သူတွေလက်ချက်လာလို့ဇိုကမေးတော့ဘရင်ကြီးဟာရိုနဲ့လူကီတို့ရဲ့အပြင်းထန်တိုက်ပွဲကြီးကြောင့်ပျက်စီးကုန်တာလို့ရိုဒိုကရှင်းပြလိုက်ပါတယ်လူဗီကတခုခုကိုမြင်ပြီးအံ့ဩသွားတဲ့အတန်ကြောင့်ရိုဒိုတို့လည်းလိုက်လာကြည့်ရဲ့အခါအခန်းတစ်ခုလုံးမှာဂျိုင်းရဲ့အယိုးစုတွေအပုံလိုက်ဖြစ်နေခဲ့ပါတယ်ဘရင်ကြီးဟာရိုတေဆုံးခဲ့တဲ့ညကရဲတိုက်ထဲမှာစစ်တီတော်100ကျော်ရှိနေခဲ့ပြီးလိုကီလက်ချက်နဲ့တေဆုံးခဲ့ကြကလိုကီနဲ့ခေါင်းဆောင်ဂျာရူတို့နှစ်ယောက်သာရှင်တန်ခဲ့တာလို့ရိုဒိုကဆိုပါတယ်ဒီအချိန်လူဗီကဥချိုပါတဲ့ဂျိုင်းရဲ့အယိုးကောင်းကြီးတစ်ခုကိုတွေ့သွားပြီးဒါကအော့စ်ရဲ့ဘိုးဘေးတွေများလာလို့မေးလိုက်ပါတယ်ရှေးဟောင်းဂျိုင်းရဲ့မျိုးနွယ်တွေဟာတာမန်ထက်ခွန်အားနဲ့အရွယ်စားပိုကြီးတကြပြီးဘရင်ကြီးဟာရိုဟာလည်းအတူတူပဲလို့ရိုဒိုကဆိုပါတယ်မကြခင်မှာပဲဘရင်ကြီးဟာရိုရဲ့ပုံတူပကြီးကိုတွေ့လိုက်ကြရပါရဲ့ဘရင်ကြီးဟာရိုဟာငိမ့်ချမ်းရေးကိုမျက်နှိုးပြီးအဲဘတ်တိုင်းပြည်ကိုအခြားနိုင်ငံတွေနဲ့ချိတ်ဆက်ပေးနိုင်ခဲ့ကအဲဘတ်ပြည်ရဲ့တမိုင်းဝင်ဘရင်တပါးလည်းဖြစ်တယ်လို့ရိုဒိုကပြောလိုက်ပါတယ်သူခေါင်းပေါ်ကအမာရွတ်တွေကရှေးဟောင်းဂျိုင်းယန်မျိုးနွယ်ပြရုပ်ဖြစ်တဲ့သူ့ရဲ့ဥချုပ်ကိုသူကိုယ်တိုင်ချိုးဖဲခဲ့စဉ်ကရခဲ့တာဖြစ်ပြီးဥချုပ်တွေကဂျိုင်းယန်တွေစစ်ပွဲအပွဲနှွှဲခဲ့တုန်းကအချိန်တွေကိုလူသားတွေအမှတ်ရစေတာကြောင့်ဖြစ်ပါတယ်ဘရင်ကြီးကွယ်လွန်အပြီးပြည်သူတွေဟာဘရင်ကြီးရဲ့တားတော်နောက်တစ်ပါးဖြစ်တဲ့ဟာယိုဒင်ထက်တောင်လူကီကိုအကြီးကျယ်မုန်းတီးခဲ့တယ်ဆိုတော့လူဗီဆိုနာမည်တို့လည်းအန်အောကုန်ကြပါတယ်တကယ်တော့ဟာယိုဒင်ဟာလူကီရဲ့ဖအေးသူမအေးကွဲညီအကိုဖြစ်ပြီးဘရင်မကြီးကိုလက်မထက်ခင်ကဘရင်ကြီးကအခြားအမျိုးသမီးတစ်ယောက်နဲ့ရှားခဲ့တာပါပြည်သူတွေကဟာယိုဒင်ရဲ့မိခင်ကိုဘရင်မအဖြစ်လက်သက်မခံကြပဲသူမဟာတခြားဂျိုင်းယန်တိုင်းပြည်ကဖြစ်တာကြောင့်ပါဒီလိုနဲ့ပဲတူတူလဲလှေကားကြီးတစ်ခုဘက်ကိုတက်လာခဲ့ကြပါတယ်ဂျိုင်းရဲ့မျိုးနွယ်ချင်းတူတာကိုဘာလို့လက်မခံကြရလဲလို့ဇိုကမေးတော့လူသားတွေတောင်မှနေမြေစည်းစိမ်တွေကြောင့်အချင်းချင်းစစ်မှတ်ဖြစ်ပွားနေကြသေးရင်ဂျိုင်းရန်တွေလည်းအတူတူပဲအဲဘတ်နန်းတွင်းမှာအဲဘတ်တွေးပဲစီစဉ်ရမှကြောင်းလို့ရိုဒိုကဆိုပါတယ်ဒါဆိုမင်းကဘာလို့ဟာယိုဒင်ရဲ့အဖွဲထဲဝင်ခဲ့တာလဲလို့ဇိုကမေးလိုက်ပါတယ်ရိုဒိုဟာငယ်တုန်းကအနိုင်ကျင့်ခံကောင်လေးတယောက်ဖြစ်ခဲ့ပါတယ်တနေ့ရိုဒိုပုံဆွဲနေတော့ဟာယိုဒင်ကရောက်လာပြီးစာရွက်ကိုဆွဲယူလိုက်ပါတယ်ရိုဒိုကကြောင်းနေပေမဲ့ဟာယိုဒင်ကတော့ဝမ်းသာအားရချီးကျူးလိုက်ပြီးသူ့ကိုလည်းပုံဆွဲတင်ပေးဖို့နဲ့တငယ်ချင်းလောက်ကြရအောင်လို့ပြောခဲ့ပါတယ်ဟာယိုဒင်ဟာစိတ်ကောင်းရှိတဲ့ဒဲဒိုးသမားတစ်ယောက်ဖြစ်ပြီးဘရင်သားတော်ဖြစ်ပေမဲ့လည်းနန်းတွင်းမှာမနေထိုင်ခဲ့ပါဘူးသူမိခင်ကိုလူတွေဝိုင်းဖဲ့ကျင်နေကြပေမဲ့သူ့ရဲ့ရှီမန်းချက်ကတော့တနေ့မှတကဘာလုံးကဂျိုင်းရဲ့မျိုးနွယ်တွေကိုစီးလုံးစေဖို့ပါတစ်ဖက်ကအနောက်ဖက်ရွာလေးမှာလေဟာယိုဒင်ကသူဟာတနေ့မှဂျိုင်းတွေအားလုံးရဲ့ဘရင်ဖြစ်လာစေရမယ်လို့ကြွေးကြော်နေပြီးအားလုံးကလည်းဩဘာပေးနေကြပါတယ်ရိုဒိုကဟာယိုဒင်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာစေဖို့သူအစွမ်းကုန်ကူညီခြင်းလို့ဆိုပါတယ်ဒီအချိန်လူဗီတယောက်သူရှိနေတဲ့ဘက်ကိုအားလုံးကိုလှမ်းခေါ်လိုက်ပြီးမြေပြင်ပေါ်မှာဂျိုင်းယန်တွေလဲကျနေရလို့ပြောလိုက်ပါတယ်မြောက်ကပါဘက်မှာလည်းဂန်ကိုကလူကီကိုပဲနဲ့ဆုံးမနေပြီးစပင်အနီနဲ့လူကလည်းထိုင်ကြည့်နေပါတယ်ဒါပေမဲ့လူကီကတော့သူတို့ကမ်းလန်းချက်ကိုလက်မခံသေးရကြောင်းဂန်ကိုလည်းသူ့ရဲ့ပတ်တီးတွေနဲ့ခြေတွေကိုစန့်ထုတ်ကထပ်မံတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်နဖျားသဘာဖြစ်ချင်နေတဲ့လူကြီးအတွက်ဒီအခွင့်အရေးကိုကမ်းလှမ်းနေတာတောင်ဘာလို့လက်မခံတာလဲဆိုကပတ်တီးမြားတွေကိုအသင့်ပြင်လိုက်ပါရဲ့လူကြီးကလည်းဒီမြားတွေနဲ့သူ့ကိုညာဘက်ကနေတိုက်ခိုက်ပြီးအပေါ်ကိုပင်ထိုးတော့မှမှတ်လားလို့ပြောလိုက်ပါရဲ့ဒီမြားတွေဟာတိုက်ကွက်တွေကိုကြိုတင်တွက်ဆတာဖြစ်ပြီးဘလို့မှရှောင်းနေမှာမဟုတ်ဘူးလို့ကန်ကိုကဆိုပါရဲ့စိန့်ကန်ကိုဟာ Memora Family ကဖြစ်ပြီး LOL Few ကိုစားထားသူလည်းဖြစ်ပါရဲ့နောက်ဆုံးအနေနဲ့ Night of God အဖွဲ့ထဲဝင်မလာလို့ Loki ကိုထပ်မေးလိုက်ပေမဲ့ Loki ကတော့လုံးဝပဲအယူကောင်းနေလို့ပြန်ပြောလိုက်ပါရဲ့ကန်ကိုက Loki စီအရှင်ဟောင်းနဲ့ပြေးလာခဲ့ပြီးညာဘက်ပါးကိုဖြတ်ကန်လိုက်ကမေးစီကိုပင်ထိုးလိုက်ပါရဲ့
နောက်တစ်ချိန်အရှိကိုထပ်တိုးလာပြီးထပ်မေးပြတ်ပေမဲ့လိုကီကပြောင်ပြလိုက်တာကြောင့်ဂွန်ကိုလည်းဘိုက်ကိုထိုးခေါင်းကိုကန်ပါးကိုကန်တဲ့တော်ဆက်တက်ခိုက်ပါရဲ့လိုကီကသွေးတွေအတော်ထွက်နေပေမဲ့ဂွန်ကိုကတော့မြားတွေအတင်းထပ်ပြင်ချပါရဲ့မြောက်ကပါမှာထိုးနှက်တန်တွေစူညံနေခဲ့ပြီးဂွန်ကိုပဲမောလာခဲ့ပါရဲ့ဒီအချိန်ဝုံဝွန်တာရဲကြီးတစ်ကောင်ကစပင်နီလူနာကိုကတ်လာခဲ့ပေမဲ့နောက်ကျောကိုတခုခုစိုက်ဝင်ပြီးတာလဲကျသွားပါရဲ့ထိုလူကဂွန်ကိုရက်တန့်ခိုင်းလိုက်ပြီးနီလန်ပြောင်းကြမယ်လို့ဆိုပါရဲ့Maybe Joyce ကိုဆက်တွေ့ခိုင်းလိုက်ခါဒီကောင်တွေကိုစိတ်ကုန်နေပြီမို့လို့ရှင်းရှင်းလင်းလောက်ရတော့မယ်လို့ပြောလိုက်ပါ။ဘဟေလီဆန်နဲ့စပင်အနေရောင်နဲ့ထိုလူကတော့ Figurland Family က Five Elders အဖွဲ့ဝင်စိန့်ကာလင်ရဲ့သားဖြစ်သူစိန့်ရှမ်ရော့ဖြစ်ပြီးတော့ Night of God အဖွဲ့ရဲ့ Commander လည်းဖြစ်ပါ။ Giant တွေဟာအင်အားကြီးမှလွန်ကြပြီးတစ်ချိန်က New World ကိုကြီးစိုးခဲ့ကြဘူးတာဖြစ်လို့ Giant တွေကိုကမ္ဘာအစိုးရရဲ့လက်အောက်ကိုတွတ်သွင်းရမယ်လို့ရှန်ရော့ကဆိုပါတယ်။ဒါလေးကတော့ One Piece episode 1167ဖြစ်ပြီးတော့1168ကိုထွက်လာရင်ဆက်တင်ပေးသွားပါမယ်။ channel လေးကို subscribe မလုပ်ရရင်လုပ်ပေးခဲ့ကြပါဦး။ video လေးကို like လေးနေပေးခဲ့ကြပါဦး။ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့စမတ်ပါ။